ဘောင်းဘီတစ်ထည်မှာလိုအပ်တဲ့အတိကအချက်ကကွာဖြစ်ပါတယ်စတိုင်ပန်ပဲဖြစ်ဖြစ်ညဝတ်ဘောင်းမီပဲဖြစ်ဖြစ်ပေါ့ဝတ်တဲ့ဘောင်းမီပဲဖြစ်ဖြစ်ဘလောဘောင်းမီမျိုးပဲမဆိုအတိကအကျဆုံးဒီကွာဖြစ်ပါတယ်အဲ့ဒီကွာကအစင်မပြေဘူးဆိုရင်ဘလောက်လာတဲ့ဘောင်းမီပဲဖြစ်ဖြစ်ဝတ်ရတာဘလို့မှကိုအစင်မပြေဘူးထိုင်ရထားရလဲခတ်တယ်နော်ကိုချုပ်တဲ့ချိန်မှာဆိုလဲဒီကွာကအစင်မပြေဖြစ်တယ်ဆိုတဲ့ပြဿနာတွေကိုကြုံတွေ့နေရတဲ့လူရှိသလားဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတော့တစ်ချက်ကြည့်ရအောင်ဒါကတစ်ချက်ကိုယ်တိုင်ဆွဲထားတဲ့စတိုင်ပန်သူ့ရဲ့ကွာလေးဖြစ်ပါတယ်ဒါလေးကရှေ့ချမ်းရဲ့ကွာကဒီလိုပုံစံမျိုးလေးပြီးတော့ဒါကနောက်ချမ်းရဲ့ကွာပေါ့နော်နောက်ချမ်းရဲ့ကွာချတာနဲ့ရှေ့ချမ်းကွာချတာမတူဘူးပြီးတော့ကွာရဲ့အကျယ်လည်းမတူဘူးပတ်တန်ဆွဲတဲ့ချိန်မှာဆိုလဲရှေ့ချမ်းနဲ့နောက်ချမ်းအတူတူဆွဲလို့မရဘူးဘောင်းမီရဲ့ပတ်တန်ကအဲ့ဒီပတ်တန်နဲ့မတူဘူးဘောင်းမီကတကယ်သူ့ရဲ့ပတ်တန်ကောင်းသွားပြီဆိုရင်ချုပ်ထွက်လာတဲ့ဘောင်းမီတိုင်းကဝတ်ရတာအဆင်ပြေမယ်ဥပမာထိုင်ချလိုက်တယ်ဆိုရင်လည်းဒီရဲ့ကွာညာတင်နေရတွေပြဲသွားတာတွေမဖြစ်ဘူးထိုင်ရထားရလွယ်တယ်အဲ့ဒီရဲ့အဓိက point ဒီကွာဖြစ်တယ်ဒါကြောင့်မလို့ဒီဘောင်းမီရဲ့ကွာတွေကိုတေချာလေးလေ့လာသင်ယူခြင်းနဲ့ဆိုရင်တော့ဒီရဲ့ style pattern online class တွေကနေအားလုံးကိုကြိုဆိုပါရစေအဲ့ဒီတင်တန်းထဲမှာဒီရဲ့ style band တွေသင်ကြားပေးမယ်ဘောင်းမီအမျိုးမျိုးသင်ကြားပေးမယ်ညဝတ်အိတ်ဘောင်းမီအတိုးအရှည်ပတ်တန်တွေအများကြီးကိုတစ်ချက်သင်ကြားပေးတော့မှာဖြစ်ပါတယ်အဲ့ဒီရဲ့ပတ်တန်တွေကိုကအခုချိန်မှာလဲလိုအပ်တယ်တင်တန်းလဲတက်ချင်တယ်တို့ပေမဲ့တင်တန်းချင်းအများကြီးမတက်နိုင်ဘူးဆိုတဲ့လူတွေအတွက်အထူးအခွင့်အရေးဖြစ်ပါတယ်ဒီရဲ့တင်တန်းကတင်တန်းချင်းမတက်မှတ်ထားဘဲနဲ့ကိုတက်နိုင်တဲ့လောက်ပေးပြီးတော့မှတက်ရမယ် online class ဖြစ်ပါတယ်အဲ့ဒီ online class မှာရတဲ့တင်တန်းချင်းအားလုံးကိုလည်းတစ်ချက်ကတပြားတစ်ချက်မှမသုံးပဲအားလုံးကိုလူတန်းသွားမှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ CB မှာနာမည်ဖုန်းမျိုးနာမည်လေးနဲ့လာပြီးတော့မှစာရင်းပေးလို့ရပါပြီအနံလို့ရပါပြီကျေးဇူးတင်ပါတယ်ဒီချက်လေးမှာ